Only Levy, they buy a lot of players. ပတ်စံမရှိလဲသူတို့လိုချင်တဲ့ကစားသမားတွေကိုစိတ်ကြိုက်ဝယ်နိုင်တဲ့ကမ္ဘာပေါ်ကတစ်ခုတည်းသောကလပ်ကဘာစီလိုနာပဲ Buy every player. သူတို့ဘယ်လိုလုပ်လဲမသိပေမဲ့နည်းနည်းတော့ထူးဆန်းတယ် But at the end, they find solutions. ဂျာမန်နီးပြနာဂျက်စမန်ကဘာစီလိုနာအသင်းနဲ့ပတ်သက်ပြီးပြောခဲ့မှုတဲ့စကားတစ်ခွန်းပေါ့ Better team than less. အခုလဲလူစည်းကုန်းမှာဘာစီလိုနာရဲ့လူဝယ်မှုတွေကိုကြည့်ပြီးလူတော်တော်များများကနာဂျက်စမန်လို့တွေးနေကြပါတယ်ဟုတ်ကဲ့မင်္ဂလာပါဖော်ပေါ်ပိုင်မိုးဆက်ကပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဘလို့စီမံခန့်ခွဲမှုအလွဲတွေကြောင့်ဘာစီလိုနာအသင်းဗန်နာရေးချက်တဲတွေကြုံခဲ့ရတာလဲဒါတွေကိုဘလို့ဖြည့်ရှင်းခဲ့တာလဲဘလို့အခြေအနေတွေကြောင့်ဒီနှစ်မှာကစားသမားတွေခေါ်ဖို့ငွေအများကြီးသုံးနိုင်ခဲ့တာလဲစတဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်လို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးကြပါအောင်ဘာစီလိုနာဟာနှစ်ပေါင်းများစွာဗန်နာရေးစီမံခန့်ခွဲမှုအလွဲတွေကြောင့်နာမည်ပြတ်ခဲ့ရသလိုအများတဲ့လို့ငွေကြေးအကျပ်တဲ့စိုက်ပြီးဝေယာဒီပြောင်းရွှေ့ရောက်တိုင်းဇာမတစ်တကူမှတ်ပုံတင်မှုအတွက်ရုန်းကန်နေကြရတာပါအခုနေရာဒီပြောင်းရွှေ့မှာလဲဂေါ်ဒွန်အဒီမီနဲ့ရိုဒရီယိုလိုထိပ်တန်းကစားသမား3ယောက်ကိုစုစုပေါင်းယူရိုတန်150ကျော်အသုံးပြုပြီးခေါ်ယူခဲ့ပေမဲ့ထုံစံအတိုင်းပဲလာလီဂါအဖွင့်ပွဲစဉ်ဖြစ်တဲ့အယ်ချီနဲ့မကစားခင်48နာရီလိုတောက်ကြနေကြမှာသာဒီကစားသမားတွေကိုမှတ်ပုံတင်နိုင်ခဲ့ပါတယ်ဒါအပြင်အလွတ်ပြောင်းရွှေ့ရင်းနဲ့ရခဲ့တဲ့ကန်ဆယ်လိုရဲ့ပွဲကစားခွင့်လိုင်စင်ကိုလည်းပွဲမတိုင်ခင်ညပိုင်းကျမှရရှိခဲ့တာပါဒီလိုခက်ခဲတွေရှိခဲ့ပေမဲ့သူတို့ဟာပြောင်းရွှေ့မပိတ်ခင်မှာအက်တလက်တီကိုတိုက်စစ်မှုဂျူလီယန်အဲဗာရက်စ်ကိုစံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ထပ်မံခေါ်ယူဖို့ကြိုးစားနေပါတယ်ဒီနေရာမှာကျွန်တော်တို့မေးခွန်းထုတ်စရာရှိလာပါပြီယူရို1.6ဘီလီယံကျော်အကျွေးတင်နေလုံးဖြစ်တဲ့ကလပ်အသင်းတစ်ခုကဒီလိုတင်းကျပ်လာတဲ့ဘန်နာရေးစီးမြင့်တွေကြားကနေထိပ်တန်းကစားသမား3ယောက်ကိုဘယ်လိုခေါ်ယူခဲ့တာလဲအဲဗာရက်စ်ကိုထပ်ခေါ်ဖို့အထိဘယ်လိုများစိတ်ကူးရင်နေကြတာလဲကဲကျွန်တော်တို့ဘာစီလိုနာရဲ့လက်ရှိအခြေအနေကိုနားလည်ဖို့အတွက်အရင်ဆုံးအတိတ်ကိုပြန်သွားကြည့်ရအောင်ဘာစီလိုနာရဲ့အနက်ဆိုင်ဆုံးဘန်နာရေးတွင်းနဲ့ကြီးကိုစပြီးတော့တူးခဲ့တာကတော့အရင်ဥက္ကဋ္ဌဟောင်းဂျိုးဆက်မာရီယာဘာတိုမျိုးပါပဲသူဟာ2020ပြည့်နှစ်အောက်တိုဘာလမှာကလပ်ကိုကွင်းတွင်းကွင်းမြေကမောက်ကမလေးနဲ့ကြောက်ထဲတွန်းပို့ပြီးရှက်တကွဲနဲ့ယာရုကနှုတ်ထွက်ခဲ့ရတာပါသူ့လက်ထက်မှာလာလီဂါဖလား4ချိန်နဲ့2014-15ဘောလုံးရာသီမှာတရားဒီတဲ့ဖလား3လုံးရခဲ့တယ်ဆိုပေမဲ့သူထားခဲ့တဲ့အမွေတွေကတော့ဒီဝါလီခံရလူနီးပါဗန်နာရေးယိုယွင်းပျက်စီးမှုတွေပဲဖြစ်ပါတယ်။ဘာတိုမျိုးကတော့ဒီနေ့ထိကလပ်ရဲ့ငွေကြေးပြဿနာက COVID-19 ကပ်ရောဂါကြောင့်ဖြစ်ရတာလို့ဆင်ခြင်ပေးနေတော့မှာပဲ။ COVID ကြောင့်ကွင်းပိတ်ထားရတယ်။လက်မှတ်မရောင်းရဘူး။ပြတိုက်တွေပိတ်ထားလို့ဝင်ငွေကျဆင်းသွားတာကိုချေးခွင်နဲ့ဖြည့်ရှင်းခဲ့ရတယ်။ဒီလိုမျိုးဆင်ခြင်တွေပေးခဲ့ပါတယ်။ဒါပေမဲ့တကယ်အမှန်တရားကတော့ဥရောပကလပ်တွေအားလုံးကိုဗစ်တန်ခံရပေမဲ့ဘာစီလိုနာလောက်မွဲပြကြခဲ့တာမရှိပါဘူးအဓိကတရားခံကဘာတိုမျိုးပါပဲဘာတိုမျိုးဟာ2015ခုနှစ်ကနေ2020ခုနှစ်အတွင်းကစားသမား29ယောက်အတွက်ယူရို1ဘီလီယံကျော်သုံးပြီးခေါ်ယူခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီ29ယောက်ထဲကတစ်ယောက်မှယာနှုံးပြည့်အောင်မြင်တဲ့လူမရှိခဲ့ပါဘူးပိုဆိုးတာကဒမ်ဘီလီကော်တင်ဟိုနဲ့ဘရစ်ဘန်တို့လိုတန်ဖိုးကြီးလို့မီစွမ်းဆောင်ရည်မပြနိုင်တဲ့ကစားသမားတွေကိုမြောင်များခေါ်ယူခဲ့တာကလပ်ရဲ့ဘန်နာရေးကိုထိခိုက်စေခဲ့တာပါလာလီဂါကကလပ်အသင်းရဲ့လာစာပေးခြင်းမှုဟာကလပ်ဝင်ငွေရဲ့80%ထက်မကျော်လွန်စေဖို့အကြံပြုထားပေမဲ့ဘာတိုမျိုးကလစ်လူရှုခဲ့တာဖြစ်ပါတယ်ဒါကြောင့်လဲ2021မတ်လမှာလာပေါ်တာဒုတိယအကြိမ်ဥက္ကဋ္ဌဖြစ်လာတဲ့အချိန်မှာတော့ဘာစီလိုနာရဲ့အခြေအနေဟာတကယ့်ကိုပျက်စီးယိုယွင်းနေပါပြီလာပေါ်တာမှာရွေးစရာလုံးဝမရှိတော့တဲ့အတွက်ကလပ်ရဲ့သမိုင်းလျှောက်အကောင်းဆုံးလာစာအများဆုံးကစားသမားဖြစ်တဲ့မက်ဆီကို2021လူရာသီမှာလွတ်နဲ့လက်လွတ်ခဲ့ရပါတော့တယ်။လာပေါ်တာကငါတို့လှုပ်သိမ့်လှုပ်ထိုက်တာကိုလှုပ်ခဲ့တာပါ။မက်ဆီကသူ့ကစားသမားတက်တန်းဆုံးသက်ပိုင်းကိုရောက်နေပြီးငါတို့လည်းအသင်းတစ်သင်းတိဆောက်ဖို့လိုအပ်နေပါပြီ။ဆိုပြီးတော့ရင်ဖွင့်ခဲ့ပူပါတယ်။အဲ့ဒီချိန်ကမက်ဆီရဲ့မျက်ရည်တွေနဲ့အတူဘာစီလိုနာပရိသတ်တွေတက်တော့ရန်ကိုရင်နာစရာကောင်းတဲ့အခိုက်အတန့်တစ်ခုဖြစ်ခဲ့ရတာပေါ့လေ။ဒါပေမဲ့မက်ဆီကိုလက်လွတ်လိုက်ရုံနဲ့ဘာစီလိုနာရဲ့ပြဿနာတွေကပြီးမသွားပါဘူး။ပြဿနာတွေကလူများထင်ထားတာထက်ပိုပြီးနှဆိုင်ပြီးမြစ်တွယ်နေကြတာပါ။ဒီနေရာမှာလာပေါ်တာဟာလွန်ခက်ခဲတဲ့လမ်းစုံလမ်းဝါတစ်ခုကိုရောက်လာပါတယ်။ဘာစီလိုနာအခြေစိုက်ဗန်နာရေးကော်မတီ 2 Playbook ရဲ့ CEO ဖြစ်တဲ့ Mark Marchand ကတော့လာပေါ်တာမှာရွေးချယ်စရာလမ်းနှစ်သွယ်ပဲရှိခဲ့တယ်လို့ထောက်ပြပြောဆိုခဲ့ပါတယ်။ပထမလမ်းကတော့ကလပ်ရဲ့လာစာငွေတွေကိုတင်းတင်းကြပ်ကြပ်ရှော့ချမယ်။ကစားသမားတွေကိုရောင်းမယ်။ဒါဆိုရင်
တင်းရဲ့အဆင့်တန်းနဲ့ရှင်ပြိုင်နိုင်စွမ်းကတည်တည်သားသားကျဆင်းသွားပြီးအနည်းဆုံး2နှစ်3နှစ်လောက်တော့ဘာအောင်မြင်မှုမှမရတဲ့ဘဝနဲ့ဖြတ်တန်းရနိုင်ပါတယ်ဒုတိယလမ်းကတော့အနာဂတ်ပိုင်ဆိုင်မှုတွေကိုကြိုရောင်းချပြီးမြန်ဆုံးရနိုင်မဲ့ဝင်ငွေအလုံးရင်ရှာဖွေတဲ့နည်းနဲ့အသင်းကိုချက်ချင်းပြန်လည်တည်ဆောက်ပြီးစူပလာတွေအမြန်ဆုံးရယူဖို့ကြိုးစားတဲ့နည်းပါပဲလာပေါ်တာကတော့အန်ရရှိတဲ့လောင်းကြီးလို့ဆိုရမယ်ဒုတိယမြောက်လမ်းကိုရွေးချယ်ခဲ့ပါတယ်သူဘာလုပ်ခဲ့လဲဆိုတော့2022နွေရာသီမှာဘာစီလိုနာရဲ့အနာဂတ်25နှစ်စာလာလီဂါရုပ်သံမူပိုင်ခွင့်25ရာခိုင်နှုန်းကိုယင်းနှိမ့်မြှုပ်နှံမှုကုမ္ပဏီ Six3C ကိုယူရို982သန်းနဲ့ကြိုတင်ရောင်းချခဲ့တာပါပဲဒါကိုဘောလုံးလောကမှာတော့ financial lever သို့မဟုတ်စီးပွားရေးမောင်းနှံဆွဲခြင်းလို့လူသိများခဲ့ပါတယ်လွယ်လွယ်ပြောရရင်တော့အနာဂတ်မှာရမယ့်ဝင်ငွေကိုလက်ရှိအကျွေးတွေနဲ့ဖုံးဖိဖို့နဲ့ဇာသမားတစ်တွေခေါ်ယူဖို့အတွက်ပေါင်နှံလိုက်တာဖြစ်ပါတယ်ဒါကြောင့်ပဲဘာစီလိုနာဟာလီဝန်ဒေါစကီကိုဘိုင်ယန်မြူးနစ်ကနေယူရို45သန်းနဲ့ခေါ်ယူနိုင်ခဲ့သလိုရာဖင်ညာနဲ့ခွန်ဒေးတို့ကိုလည်းယူရို108သန်းနဲ့ခေါ်ယူနိုင်ခဲ့ပါတယ်။ကျိုးစားအားဖြင့်2022-23ရာသီမှာလာလီဂါဖလားကို၄နှစ်အတွင်းပထမဆုံးချိန်ပြန်လည်ရရှိခဲ့တာမို့လောင်းကြီးကအစပိုင်းမှာအောင်မြင်ခဲ့တယ်လို့ပြောလို့ရပါတယ်။ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ဒီမြန်မာတဲ့လောင်းကြီးကြောင့်ဘာစီလိုနာဟာနွေရာသီတိုင်းဒုက္ခရောက်ခဲ့ရတာပါပဲ။နှစ်တိုင်းဒီနှစ်ကစားသမားတွေမှတ်ပုံတင်နိုင်မှာမလားဆိုတဲ့တန်တရားတွေနဲ့ရင်တထိတ်ဖြတ်တန်းခဲ့ရပြီး2024နွေရာသီမှာဆိုရင်ဒါနီအိုမိုကိုခေါ်ယူနိုင်ခဲ့ပေမဲ့မှတ်ပုံမတင်နိုင်ခဲ့တဲ့အဖြစ်အပျက်ဟာဆိုးရွားဆုံးနဲ့အဆက်ရစရာအကောင်းဆုံးဖြစ်ရတစ်ခုဖြစ်ခဲ့ပါတယ်။ဒီအချိန်မှာဘာစီလိုနာပရိသတ်တွေကလာပေါ်တာကိုယာရုကနှုတ်ထွက်ဖို့ထိတောင်းဆိုခဲ့ကြပါတယ်။သူတို့ကလာပေါ်တာဟာအနာဂတ်ပိုင်ဆိုင်မှုတွေကိုဖျက်ဆီးပြီးစီမံခန့်ခွဲမှုအမှားတွေကိုဖုံးကွယ်ဖို့လုပ်နေတယ်။ကလပ်ရဲ့အစဉ်လာဖြစ်တဲ့ပရိသတ်ပိုင်းစူပေါင်းပိုင်ဆိုင်မှုစနစ်ကိုပြောင်းလဲဖို့လုပ်နေတယ်လို့ဆွဆွဲခဲ့ကြတာပါ။ဒီလိုတောကာရီပရိသတ်တွေရဲ့ဒေါသတွေကြားထဲကနေဘာစီလိုနာဟာလွန်ခဲ့တဲ့18လအတွင်းမှာအလင်းရောင်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲ့ဒီအလင်းရောင်ကဘယ်ကလာလဲဆိုတော့သူတို့ရဲ့ကဘာကျော်လူငယ်အကယ်ဒမီဖြစ်တဲ့လာမာစီယာကပါပဲ။လက်ရှိဘာစီလိုနာရဲ့ဗန်နာရေးပြန်လဲရှင်သန်မှုမှာလာမာစီယာဟာဂေဘောက်ဖြစ်ရေးပါလာခဲ့ပါတယ်။မတ်မန်ချန်ရဲ့အဆိုအရလမင်းယမားနဲ့ကူဘာစီတို့လိုလူငယ်ကျယ်ဝန်းတွေထွက်ပေါ်လာခြင်းဟာအသင်းကြီးအတွက်ကစားသမားတစ်တွေဝယ်ယူရမယ့်စရိတ်ကိုတက်တာစီုံသာမကမထင်မှတ်ထားတဲ့ဝင်ငွေအရင်းမြစ်တွေကိုလည်းဖန်တီးပေးခဲ့ပါတယ်။အဲ့ဒါကတော့လာမာစီယာထွက်လူငယ်တွေကိုရောင်းချပြီးတန့်စင်တဲ့အမြတ်ငွေရှာဖွေခြင်းပဲဖြစ်ပါတယ်။အရင်လုံးကတော့ဘာစီလိုနာဟာအကယ်ဒမီထွက်လူငယ်တွေကိုအလွတ်နဲ့လက်လွတ်ခဲ့ရတာများပါတယ်။ဒါပေမဲ့အခုနောက်ပိုင်းပြောင်းရွှေ့တွေမှာအသက်18နှစ်19နှစ်အရွယ်လူငယ်တွေကိုယူရို9သန်းကနေ10သန်းကြားနဲ့တခြားကလပ်တွေစီရောင်းချပြီးဘတ်ဂျက်ဝင်ငွေဖြည့်တင်းလာနိုင်ခဲ့ပါတယ်။ဒါဟာဘာစီလိုနာအတွက်တည်င်းအမြတ်တွေဖြစ်သွားစေတာပါ။ရီယယ်ဟာလည်းသူတို့ရဲ့အကယ်ဒမီလာဖာဘရီကာထွက်လူငယ်တွေကိုခုလိုပဲရောင်းချပြီးရရှိလာတဲ့ငွေတွေနဲ့ဒီယိုမန်ဒီတို့လိုထိပ်တန်းကစားသမားတွေကိုခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာရောရီယယ်ပါနှစ်စဉ်လူငယ်အကယ်ဒမီမှာယူရိုတန်း20ကနေတန်း30အထိယင်းနှိမ့်မြုံနှံလေးရှိပြီးခုချိန်မှာတီးပွင့်တွေကိုစတင်ရိတ်သိမ်းနေကြတာပါဒီနွေရာသီမှာဘာစီလိုနာရဲ့ဗန်နာရေးအပြောင်းလဲတွေကိုတေချာလေ့လာကြည့်မယ်ဆိုရင်ဖာရန်တော်ရက်စ်ကို PSG ယူရို48.5သန်းနဲ့ရောင်းချခဲ့ပါတယ်ဒီဝင်ဒေါစကီရဲ့မြန်မာလာတဲ့လာစာငွေကြေးကိုလည်းသူ့ကိုလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာခွင့်ပေးပြီးရှော့ချနိုင်ခဲ့ပါတယ်ပိုပြီးပါနတ်တာကအာရူဟိုကိုလီဗာပူးကိုအငှားချလိုက်ပြီးဒီကစားသမားရဲ့လာစာအပြည့်အဝကိုလီဗာပူးဘက်ကပေးချေဖို့သဘောတူညီမှုရယူနိုင်ခဲ့တာပါပဲဒါတွေကဘာစီလိုနာရဲ့လာစာငွေစင်းကိုအကြီးအကျယ်ရှော့ချပေးနိုင်ခဲ့ပါတယ်ဒါဆိုရင်ကျွန်တော်တို့စောစောကပြောခဲ့တဲ့အက်တလက်တီကိုတိုက်စစ်မှုဂျူလီယန်အယ်ဗာရက်စ်ကိုတကယ်ပဲဝယ်ယူနိုင်မှာလားဘန်နာရေးပညာရှင်မတ်မန်ချန်ရဲ့တွက်ချက်မှုအရဘာစီလိုနာအနေနဲ့အကယ်ဒမီထွက်ကွင်လယ်လူကာဆာရိုကိုယူရိုတန်း30လောက်နဲ့ရောင်းချနိုင်ခဲ့မယ်ဆိုရင်တော့အယ်ဗာရက်စ်ကိုဒီယာဒီအတွက်ခေါ်ယူဖို့ငွေကြေးလုံလောက်ပါတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့ကစားသမားတစ်တယောက်ရဲ့ပြောင်းရွှေ့ခြင်းကိုစာချုပ်တက်တန်းပေါ်မူတည်ပြီးအရစ်ကြနဲ့ငွေကြေးပေးချေမှုလုပ်နိုင်လို့ပဲဖြစ်ပါတယ်ဒါအပြင်နောက်ထပ်သတင်းကောင်းကလာမယ့်ရာသီမှာကွင်းသစ်ဖြစ်တဲ့နူကန်ကွင်းကြီးအပိသက်တိဆောက်ပြီးစီတော့မှာဖြစ်တယ်လို့ဘာစီလိုနာမျိုးရဲ့ခီးသွားလုပ်ငန်းပြန်လဲဥမော်လာမှုနဲ့အတူကလပ်သင်းပြလိုက်ကရမယ်ဝင်ငွေတွေလည်းတိုးတက်လာတော့မှာဖြစ်ပါတယ်ဒါကြောင့်ဘာစီလိုနာဟာလာမယ့်နေရာဒီမှာကိုဗစ်-19 မတိုင်ခင်ကလိုဗန်နာရေးလွတ်လပ်မှု
ပြေဝနဲ့ပြန်လဲလဲပတ်နိုင်တော့မှာဖြစ်ပါတယ်။ကဲဒါဆိုရင်ဘာစီလိုနာရဲ့ဘန်နာရေးအချက်တွေကအားလုံးပြီးဆုံးသွားပြီလား။အဖြေကတော့လက်လောအတွက်တော့ပြဿနာတွေပြည်လည်သွားပြီလို့ပဲဆိုရမှာပါ။ဒါပေမဲ့သတိထားရမယ့်အချက်တစ်ခုတော့ကြံပါသေးတယ်။အဲ့ဒါကတော့အနာဂတ်လာလီဂါရုပ်သံမှုပိုင်းငွေ့နေအတွက်ယင်းနှိမ့်ညွှန်နှံမှုကုမ္ပဏီ Six-Tree နှစ်စဉ်ယူရိုတန်း40ကိုဘာစီလိုနာကဆက်လက်ပေးချေနေရအောင်မဲ့ချက်ပါပဲ။တစ်နှစ်ကိုယူရို1ဘီလီယံနီးပါးဝင်ငွေရှိတဲ့ဘာစီလိုနာလိုအသင်းမျိုးအတွက်တန်း40ဆိုတာတိတ်မများဘူးလို့ထင်ရပါမယ်။ပြိုင်ဆိုင်မှုပြင်းထန်တဲ့ကစားသမားပြောင်းရွှေ့ဈေးကွက်ထဲမှာရီယယ်လိုအသင်းနဲ့ကစားသမားတစ်ပြိုင်လူမယ်ဆိုရင်တော့ဒီပမာဏလေးကပဲကွာခြားချက်ဖြစ်သွားနိုင်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်လာပေါ်တာရဲ့အရန်အန်ရများတဲ့လောင်းကြီးဟာချိန်ကာလတစ်ခုကိုဖျက်ဆီးခဲ့ပြီးနောက်မှာတော့မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့တယ်လို့သူကိုယ်တိုင်ဂုဏ်ယူရမယ့်အခြေအနေတစ်ခုကိုရောက်လာခဲ့ပါပြီ။အထူးသဖြင့်ဘာစီလိုနာဟာလွန်ခဲ့တဲ့၄နှစ်အတွင်းမှာလာလီဂါဖလား၃ချိန်ထိစုကူးနိုင်ခဲ့တာတက်သေးပါပဲ။လာပေါ်တာရဲ့စီမံခန့်ခွဲမှုတချို့နဲ့ဝေကြေးသုံးစွဲမှုတချို့တွေပေါ်ဝေဖန်စရာတွေရှိနေဦးမှာဖြစ်ပေမဲ့လက်ရှိချိန်မှာတော့ဘာစီလိုနာဟာ financial lever လို့ခေါ်တဲ့ဘဏ္ဍာရေးမောင်းနှံတွေကိုထပ်ပြီးဆွဲစရာမလိုတော့တဲ့ကိုချရောက်ပေါ်ကိုရက်တည်နိုင်မဲ့အခြေအနေကိုရောက်လာပြီလို့ပဲဆိုရမှာပါမိတ်ဆွေတို့ရောလာပေါ်တာရဲ့ financial lever view ဟာအပေါ်ဘယ်လိုမြင်ကြလဲငမွဲအသိလို့လှောင်ပြောင်နေကြတဲ့ဘာစီလိုနာရဲ့ဘဏ္ဍာရေးအခြေအနေကတော့တကယ်ပဲစိတ်ချသွားပြီလား comment မှာဝင်ပြီးဆွေးနွေးပေးကြကြပါအောင်ခုသုံးသက်ချက်ဗီဒီယိုကိုနှစ်သက်သဘောကျရဆိုရင် like and share လုပ်ဖို့နဲ့ channel ကို subscribe လုပ်ဖို့လည်းမမေ့ပါနဲ့နောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်ဗျာ